နံပါတ်9ကကြတော့မျောလင့်ထားတဲ့အရာတွေကြိုးပြီးပြင်ဆင်ထားရမယ်နံပါတ်9ကတော့ intensive ဝင်စားတဲ့ကောင်းတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဘဝတွေမှာကကြီးမားတဲ့အပြောင်းလဲကြီးဖြစ်တယ်ပေါ့နော်အဲ့တော့ကိုအရာကကိုတင်သားသလိုမဖြစ်ဘူးအချမ်းရွှေဦးတောင်းရဲ့တတမတ်တန်းနဲ့တွေးခေါ်များစာအုပ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့ဆရာကြီးကဘာလဲဆိုတော့အရာအလုံးကပေါ့နော်မျောလင့်ထားသလိုဖြစ်လာတယ်ဆိုရင်ဒါအန်ဩစရာကောင်းတယ်ပေါ့မျောလင့်ထားသလိုမဖြစ်လာဘူးဆိုတာဘာမှအန်ဩစရာမရှိဘူးပေါ့နော်အဲ့တော့ဆရာကြီးကလည်းပြောတာအဲ့တော့ဆိုလိုချင်တာဘာလဲဆိုတော့ကျွန်တော်တို့တွေကဘဝမှာအများကြီးမျောလင့်ထားတယ်မျောမှန်းထားတယ်ဒါပေမဲ့တကယ်တမ်းလက်တွေ့မှာကမျောမှန်းတယ်လို့မျောလင့်တယ်လို့အစီအစဉ်ဆွဲထားတယ်လို့မဖြစ်တာများတယ်ဒါကြောင့်မို့လို့ဒါကြီးကိုထူးပြီးတော့ကျွန်တော်တို့ကဝန်နေစရာလည်းမလိုအန်ဩစရာလည်းမလိုဘူးပေါ့နော်ဒါပေမဲ့ကိုတင်ထားတယ်လို့ကိုမျောလင့်ထားတယ်လို့ဖြစ်သွားတာကအန်ဩစရာကောင်းတယ်ပေါ့ဘာလို့ဆိုတော့အဲ့လိုမျိုးဖြစ်ဖို့ကဂျုံတောင်းဂျုံငယ်ဖြစ်ရမို့လို့ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေလည်းဆက်ပြီးတော့စဉ်းစားစရာရှိတာဘာလဲဆိုတော့ကျွန်တော်တို့တွေရဲ့ဘဝမှာplan တွေဆွဲထားမယ်အစီအစဉ်တွေလုပ်ထားမယ်အဲ့တော့ဒါပေမဲ့အဲ့ဓာတွေဒီတကယ်လက်တွေ့ဘဝမှာဖြစ်လာဖို့ခဲရင်တယ်အဲ့တော့ဆိုကြပါစို့ကျွန်တော်ဆိုရင်မနက်ခင်း6နာရီထားမယ်6ခွဲရေချိုးမယ်ပြီးလို့ရှိရင်9နာရီမှာရုံကန်းမှာအတင်းဖြစ်အောင်လုပ်မယ်ပြီးရင်ကျွန်တော်လှုပ်ဆက်ရှိရတယ်လုပ်မယ်ပေါ့အဲ့ဓာတွေအကုန်လုံးကျွန်တော်ည plan ဆွဲထားတယ် journaling လုပ်ထားတယ်ဒါပေမဲ့မနက်ခင်းကျတော့အဲ့ရထားတယ်6နာရီထားတယ်ကျောင်းတစ်ခေါက်ဖွင့်တယ်အဲ့တော့ခဏနေတော့ဖုန်းဝင်လာတယ်ဆရာဒီနေ့တော့အရေးပေါ်ကိစ္စကြောင့်မလို့ခွင့်ယူခြင်းပါတယ်ဆိုပြီးတော့တန်ရှင်းဝန်တန်းကဖုန်းဆက်တယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ကျွန်တော်လုပ်ထားတဲ့အစီအစဉ်ကြီးဒီတက်စင်အောင်လွှဲသွားတယ်အဲ့တော့တန်ရှင်းဝန်တန်းလုပ်ရမယ့်အလုပ်တွေအကုန်လုံးကိုလိုက်လို့ဆရာတော့မလိုဘူးဆိုပေမဲ့တချို့တော့မဖြစ်မနေလုပ်ရမယ့်အလုပ်တွေကကိုစီမံရတော့မယ်အဲ့ခါကျမှဘာဖြစ်လဲဆိုတော့ကိုညမှာလောက်ထားတဲ့ plan ကြီးနဲ့နောက်နေ့ဖြစ်နေရတယ်တခြားစီဖြစ်နေအဲ့ခါကျတော့ကျွန်တော်တို့တွေကဘာရှိရမလဲဆိုတော့ second plan လို့ခေါ်ရင်ခေါ် plan B လို့ခေါ်ရင်ခေါ်ဒါရှိရမယ်အဲ့တော့ဒါကြောင့်မလို့ကျွန်တော်တို့တစ်ခါတလေမှာကိုယ့်ရဲ့ plan ဒီadaptable ဖြစ်ရမယ်flexible ဖြစ်ရမယ်ပေါ့နော်လိုက်ရောညီထွေရမယ်ပြင်လွယ်ဖြစ်ရမယ်ပေါ့နော်ဒါမျိုးဖြစ်ဖို့လိုတယ်ကျွန်တော်တို့ရဲ့ဘဝတွေမှာကဘယ်တော့မှ calendar ကြမလာဘူးဒါပြီးရင်ဒါဖြစ်မယ်ဒါပြီးရင်ဒါဖြစ်မယ်အသက်16နှစ်မှာဘာဖြစ်မယ်20မှာဘာဖြစ်မယ်25မှာဘာဖြစ်မယ်26မှာဘာဖြစ်မယ်စသဖြင့်ကျွန်တော်တို့ကဒီလိုလေပြောလိုက်လို့မရဘူးပေါ့နော်ဘုတော့ကကျွန်တော်ပြောတဲ့စကားတွေနဲ့ပြောရင်ဘဝကရုပ်ရှင်မဟုတ်ဘူးပေါ့နော် AWS season တလို့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ script ပြည့်ရတဲ့လိုမျိုးအစင်လိုက်ကြီးရောက်လာမှာမဟုတ်ဘူးအဲ့တော့ကိုမမျောလင့်ထားတာတွေဖြစ်မယ်ပေါ့နော်အဲ့တော့ဘာတွေဖြစ်လာမလဲဆိုတော့စီးပွားရေးပုံစံတွေရုပ်တရက်ပြောင်းလဲသွားမယ်ကိုရိုင်းအတွက်ပေါ့နော်challenge ဖြစ်မယ်စိန်ခေါ်မှုဖြစ်မယ်ပြုပြင်ပြောင်းလဲမှုတွေလိုအပ်မယ်နောက်က global crisis ဖြစ်တာမျိုးတို့ဒီ pandemic ဖြစ်တာမျိုးတို့ပေါ့နော် COVID-19 လိုမျိုးဖြစ်တာမျိုးတို့ဒါတွေကျွန်တော်တို့ကြုံရမယ်အဲ့ခါမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကပြုပြင်ပြောင်းလဲနိုင်တဲ့ plan တွေရှိရမယ်အဲ့တော့ကျွန်တော်လွန်ခဲ့တဲ့3နှစ်လောက်ကဒီတင်တန်းသားတယောက်နဲ့စကားပြောဖြစ်တယ်ပေါ့နော်အဲ့တော့ဘာပြောလဲဆိုတော့ကျွန်တော်တို့တွေမှာတခါတလေplan တွေဆွဲထားတယ်အစီအစဉ်တွေဆွဲထားတာဒီတနစ်တာတော့ကောင်းကောင်းလည်းပတ်လို့ရပါမလားဆိုတာမျိုးတွေရှိရပေါ့နော်ငငယ်တော့ကတော့စောက်တင်ဖတ်တယ်ဥမာထားပါတော့10တန်းမပြီးခင်လောက်ကနောက်9နှစ်မှာဘာဖြစ်မလဲတော့နောက်10နှစ်မှာဘာဖြစ်မလဲတော့အဲ့လိုမျိုးစောက်တင်ဖတ်တဲ့အခါကျတော့ကိုယ်တက်ကဥမာထားပါတော့10တန်း9တန်းဆိုတော့နောက်9နှစ်ဆိုရင်တက္ကသိုလ်တွေတက်နေဘယ်တက္ကသိုလ်တက်မလဲဘာညာ plan တွေဆွဲထားတယ်ပေါ့နော်အဲ့တော့စဉ်းစားထားတယ်ပေါ့တကယ်တမ်း10တန်းပြီးလို့လက်တွေ့ဘွားတွေဝင်တဲ့အခါကျတော့ကို plan ဆွဲထားတယ်လို့လည်းဖြစ်ချင်မှာဖြစ်တာအဲ့လိုမျိုးပေါ့နော်အဲ့ခါကျတော့အဲ့ဒီတင်တန်းသားတယောက်နဲ့စကားပြောပြတာလေဘာလဲဆိုတော့အရာအားလုံးကပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တနစ်စာ plan ကောင်းကောင်းဆွဲထားရဲဆိုရင်တော့အဲ့ဒါကိုမနေရအောင်သွားဖို့ပေါ့နော်တော်တော်ကြီးခဲရင်းနေပေါ့အဲ့တော့နောက်တစ်နှစ်ဘာဖြစ်မလဲနောက်တစ်နှစ်အတွက်ကြိုတင်ပြီးတော့ခံမှန်းထားလို့မလွယ်ဘူးပေါ့နော်အဲ့တော့ကျောင်းသားဘဝမှာဥမာထားပါတော့ scholarship ရှောက်မယ်နိုင်ငံခြားထွက်မယ်တကယ်တမ်းလုပ်မယ်အခါကျတော့တူချင်မှတူတယ်ပေါ့အဲ့တော့ကိုရိုင်းတော့ပြောမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်လောက်ကကိုသွားချင်တဲ့ professional life တည်အခုသွားနေတဲ့ professional life နဲ့တခြားစီပဲကိုလုပ်နေတဲ့နယ်ပယ်ကတော့ဒီပညာရေးနယ်ပယ်ထဲမှာပဲဒါပေမဲ့အဲ့ဒီတော့ကသွားချင်တဲ့ professional life ကတစ်မျိုးအခုသွားနေတဲ့ professional life ကတစ်မျိုးပေါ့နော်အဲ့ခါကျတော့ဒါတွေကဘယ်ပုံမူတည်ပြီးတော့ပြောင်းလဲလာတာလဲဆိုတော့ကျွန်တော်တို့တွေကအတိအကျပြောဖို့ခဲရင်းနေအဲ့တော့အခြေအနေတွေအကုန်လုံးထည့်ပြီးတော့ကြည့်ရမယ်ပေါ့နော်နောက်ချက်ကကြာဘာလဲဆိုတော့ဒါတွေကဥမာဆိုကြပါလို့career တစ်ခုပေါ့လမ်းကြောင်းတစ်ခုပေါ့ရောက်နေတဲ့လူကြီးတွေတနည်းအားဖြင့်လုပ်ငန်းရှင်တွေအတွက်တော့မှားကောင်းမှားနိုင်တယ်ပေါ့ဒါပေမဲ့ဥမာ18 19ဒီ20ဝန်းကျင်ပေါ့နော်အစိတ်ဝန်းကျင်လူငယ်တွေအတွက်ကကြတော့
သူတို့ရဲ့ဒီ career တွေကပြောင်းနိုင်တယ်သူတို့အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေကပြောင်းလဲနိုင်တယ်ပေါ့အဲ့တော့တွေကမမြင်နိုင်တဲ့အမျိုးမျိုးသောပြောင်းလဲမှုတွေပေါ်မှာမူတည်ပြီးတော့ကိုယ်တိုင်အတွက်ခန့်နိုင်ရှိမှုပေါ့နော်မာကုံကိုတိစောက်ထားရမယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာမာကုံတွေကျွန်တော်တိစောက်ထားရမယ်အဲ့တော့အဲ့ဒီနေရာမှာလည်းထပ်ပြီးတော့ကျွန်တော်တို့ကကြည့်ရမှာကလူတစ်ယောက်ရဲ့အခြေအနေနဲ့တခြားလူတစ်ယောက်ရဲ့အခြေအနေနဲ့မတူဘူးပေါ့နော်အဲ့တော့လူတစ်ယောက်ဒီသူကဒီအခြေအနေမှာခံနိုင်ရရှိပြီမဲ့တခြားတစ်ယောက်ကအဲ့ဒီအခြေအနေမှာခံနိုင်ရရှိချင်မှရှိမယ်ပေါ့နော်အဲ့တော့ပြောရရင်အသက်အရွယ်ပိုင်းခြားလဲကွာခြင်းကွာမယ်နောက်ခံ background အခြေအနေကလည်းကွာခြင်းကွာမယ်ပြီးလို့ရှိရင်နေရာဒေသပုံမှန်မူတည်ပြီးတော့ကွာခြင်းလဲကွာမယ်ရန်ကုန်မှာရှိနေတဲ့လူတစ်ယောက်နဲ့နေမှာရှိနေတဲ့လူတစ်ယောက်နဲ့နေကရင်ဆိုင်ရတဲ့အခြေအနေချင်းတူတယ်ဆိုရင်တော့မှတုံ့ပြန်ရတဲ့အခြေအနေချင်းကျွန်တော်တို့ပြန်ပြီးတော့ပြန်ထလာနိုင်တဲ့အခြေအနေချင်းကမတူဘူးပေါ့နော်အဲ့လိုမျိုးပဲပုံမှန်နေရလူတစ်ယောက်နဲ့ခေါင်နဲ့ပေါ့နော်အရင်အင်တန်ခေါင်နဲ့ဒီနေရလူနဲ့လည်းမတူပြတ်ဘူးအဲ့ခါကျတော့တခါလေးမှကျွန်တော်တို့တွေကဘဝမှာထင်ထားတဲ့အရာတွေလည်းဖြစ်မယ်ဖြစ်လာတဲ့အရာတွေကိုလည်းပဲကျွန်တော်တို့အကောင်းဆုံးလိုက်ရောညီတွေဖြစ်အောင်လုပ်ရမယ်အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ကဒီခန္ဓာရည်ရှိမှုပေါ့နော်မာကုံကိုတိစောက်ထားရမယ်မထင်ထားတဲ့အရာတွေဖြစ်လာမယ်ဆိုတဲ့ဟာကအကြောက်စရာတော့မဟုတ်ဘူးကိုဘလို့ကင်တွယ်မလဲကိုဘလို့ဖြည့်ရှင်းမလဲဆိုတာကိုစဉ်းစားပြီးတော့စိတ်ဝင်စားစရာစိတ်လှုပ်ရှားစရာတော့ကောင်းတယ်ပေါ့နော်